Kosa Negade the town Doyang I say Pine Alana the town Haya Doje Naku the ranger Labi Bidama Kado Need Nat Hoja and Lo Meta Bao and Natia Hoyigani Hopima Meta Bawana Wamiabo Naniu Hopibame Janiga Adilambida met Valido Malare Tila Parana Meta Kore Yashe Miana Piamwide Meta Piba Janiga Meta to Rigma Lade Meta Bawana Shatani Piba Meta Boabo Naniu Hopiba Amilu Meta Bawana Boabo Hopiado Kaneki me solushi Nadavadima Yagami Todami Mohami Midlumadi the home down it Tava me yare Nyaneki and me yare Midlumba Taka Nyaneki and me yame a Jumia Mayemi Edima Lingazata Togia Midlumane a jump you beer Hotala she Loba Guinea, Bunetaya, Toda Guinea, who would read. Toda Guinea, Bunetaya, Moha Guinea, who would read. Moha Guinea, Bunetaya, Narakaki, who would read. Narakaki, who would danda, Nara, Tudokari. In a lot of the idea. Kasayi for Biro Tower. Alebe Idio Palidoga Lade Agri Loco Mi Biro Yejin Pipa De Loba Miu Jam Yu Biro Tola Mi Toke Tola Mi Jam Yu Biro Moha Mi Toke Moha Mi Toko Nayemi Tokone Nayemi Toyen Tandoadria, Doka Midi, the home toke. Tavi and Gami, Migo Yesi, Nine, Ye Shivelu. A good biode, Loba mi, Dola mi, Moha mi, Nayemi. The Migo Yesi that day. Ea Yego, Meshi Ula, Ea Yega, Meta Bawanabi. Eddie Midigo Yensi that day. Yes, and ye Epiba. Medabawana yes, and ye Eboid and Nia. Only to Petit Lambida met Palido Malade. Yes, Miena. Jamiena, the Meda, Leba, Boade. Medabawana yes, and Tamu. Meda look very malade, Meda Bawana said the mule. Namu don't see by Meda years and say, Namu Biojaru. Either Medina Mida met Balido malade, Meda Bawana Boabunga. Only do the yes, Mianago. Sara ye to Bunga. The mule. Saga, she, and now, meow, down. Jaga, she, down, and now meow, she, meow, and now down. Out, attack. Any little Nina do you a yet limiana? A tongue a yet limiana, the look so below. Out, attack.
ရာချမ်းကလူတွေမှတ်ဖို့လွယ်တဲ့နည်းကအရှိအရာအရှိတောင်အရာတောင်အရာအနောက်တောင်အရာအနောက်မြောက်အရာမြောက်အရာအရှိမြောက်အရာအဲ့ဒီလိုမှတ်ရင်လည်းပဲအရာထဲကနည်းရပြီးပါဤတွင်ဥပမာအရှိအရာဆိုပါဆိုရဲ့ပုရတိမာယဒိသာယတပ်ပိတန္တာအဝေရာဖွန်တုအပြာပိစ္ဆာဖွန်တုအနိကာဖွန်တုဒုက္ခိအတ္တနာပရိဟရန္တုတုလေးချက်ဟာမေတ္တာဘာဝနာပြတယ်အယတမျက်နှာအတွက်မေတ္တာ၄ပါးပွားတတ်ရင်ကျန်တဲ့အယကိုးမျက်နှာအတွက်အကုန်လုံးမေတ္တာပွားတတ်သွားတယ်အဲဒီမှာအရှိအယ၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါမေတ္တာကအပမိညာကမ္မထံခေါ်ပါတယ်သတ္တဝါအပိဋ္ဌမထားရသတ္တဝါမနိုင်ရှင်နိုင်လောက်အောင်များတဲ့အနန္တသတ္တဝါအဲ့ဒီလိုဆက်ကြဝဠာလည်းပဲအရှိဘက်ကအနန္တဆက်ကြဝဠာအနန္တမှာရှိရတဲ့အနန္တသတ္တဝါတွေအာယုံပြုပြီးတော့အဝေရာဟွန်တုဆိုတာကဘေးရန်ခတ်သိငြိမ်းကြပါစေတယောက်တယောက်ရန်ပြုလို့တဲ့စေတနာဘုန်းကြီးတို့ရှားအခေါ်ဝေရစေတနာလို့ခေါ်တယ်အဲ့ဒီဝေရစေတနာရန်ပြုလို့တဲ့စေတနာဖြစ်ရင်ဒေါသတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာရင်ကိုယ်စိတ်ဆင်းရဲတယ်အဲ့ဒီကိုယ်စိတ်ဆင်းရဲရင်နှလုံးစိတ်ဝမ်းမအေးချမ်းတော့ဘူးနှလုံးစိတ်ဝမ်းပူပန်တယ်အဲ့ဒါကြောင့်ဒီလေးခုကိုတတ်ပြီးတော့အဝေရာဟွန်တုကြည့်ပြီးတော့ဘေးရန်ခတ်သိမ်းရိပ်ကြပါစေအရာပစ္စာဟွန်တုကြည့်ပြီးတော့ဒေါသခတ်သိမ်းငြိမ်းကြပါစေအနိကာဟွန်တုကိုကြည့်ပြီးတော့ဆင်းရဲခတ်သိမ်းငြိမ်းကြပါစေဒုက္ခိအတ္တနာပရိဟရန္တုကြည့်ပြီးတော့ကိုယ်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းရပါစေလို့ဆိုရင်ဗမာနည်းနဲ့ဗမာပွားရင်အလက်အတိတ်ပဲမထင်ကြရမရှိဘူးမျက်စိကိုမှိတ်ထားသို့မဟုတ်စက်ခုံတွေကိုချထားပြီးတော့ပွားကြည့်ရအောင်ဘုန်းကြီးတို့ရှားတဲ့ကလာတဲ့အရက်အသွားနဲ့တူယူအရက်၄မျက်နှာအထောက်အရက်၄မျက်နှာအောက်အရက်၄မျက်နှာအထက်အရက်အောက်အရက်အထက်အရက်အားလုံးအရက်10မျက်နှာမေတ္တာဘာဝနာပွားရအောင်ဓမ္မကြီးတွေဓမ္မကြီးတွေဆက်ခုံးတွေမြတ်စွာချပြီးတော့ဩဒီဒိသာဖရဏမေတ္တာကိုအရင်ပွားကြရအောင်ပြန်လိုက်ဆိုကြအရှိအယ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တဆက်ကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိ
ရင်ကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်းအရ၌ရှိသောအနန္တစေကြဝဠာအနန္တလတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြတ်မာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟောဒါပฏิသံပိဒမေပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်ဆယ်မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်ဆယ်မျက်နှာထားပုံကဥပြောသလိုပဲ
ရှားရဲကထားတာကအရှိအနောက်မြောက်တောင်ဒီအစဉ်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒီလိုရှင်းပါတယ်မိမိတို့လွယ်ဆင်ញင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲဒီလိုဘုန်းကြီးတို့သိမြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲဒီလိုအယတ်စဉ်အတိုင်းယခုလိုမေတ္တာပွားမဲ့ဆိုလည်းပဲပွားရပါပေါ်ကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မောဆရာတော်ကြီးများပွားတဲ့ဒီအတိုင်းမှာဆိုရုပ်အတိုင်းဟောတာအထက်အရာနဲ့အောက်အရာကြတော့လည်းနဲ့ထဝန်းကျင်အနန္တစေကြဝဠာတို့ထဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီထဝန်းကျင်မထည့်ရင်အောက်အရာ၌ရှိသောအနန္တစေကြဝဠာတို့ထိုလိုက်ရင်ဒီစေကြဝဠာအောက်မှာစေကြဝဠာတိုက်တည်တိုက်ပြီးတိုက်အောက်မှာပေါ့လေစေကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစေကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိအောက်မှာစေကြဝဠာတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စေကြဝဠာတိုက်တယ်အနန္တရှိအဲ့ဒါဒီအာယုံရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကထဝန်းကျင်ဆိုတာဘေးပတ်တယ်လို့ဆိုလိုတာအနန္တစေကြဝဠာအဲ့ဒီစေကြဝဠာကဘာဖြစ်လို့ဒီလိုပို့ရတုံးဆိုတော့ဘုန်းကအရာရှင်းမျက်နှာပြောတုံးကအပေပုံသားတွေစိတ်ကအာယုံမရောက်ဘူးဟိုကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုံရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတုံးကအထက်ကနတ်တွေဓမ္မတွေမပါဘူးဟိုအာယုံထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုံရောက်လို့အထက်ကနတ်တွေဓမ္မတွေရမေတ္တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိတော့အနန္တစေကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်ရတယ်ဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစေကြဝဠာရဲ့အထက်မှာစေကြဝဠာတိုက်တည်ဆင်းလဲအနန္တစေကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်အနန္တစေကြဝဠာအနန္တနတ်မြတ်မှာတို့ဒါလေးပဲထူးတယ်ဒါအဓိကပရဏမေတ္တာလို့ခေါ်တယ်မေတ္တာဘာဝနာဒါတနည်းဘုရားဘာသာသူတော်ရှင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာသုတ်ပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွေးကြရဒီမေတ္တာသုတ်ပရိတ်ဆိုတာကမေတ္တာဘာဝနာ7နည်းပွားတဲ့သုတ်မေတ္တာသုတ်ပရိတ်ကြတော့မေတ္တာဘာဝနာ7နည်းပွားတာကရှင်းဥစွာဒုက္ခိနောဝခေမိနောဟွန္တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တသဗ္ဗတတ္တခသိန်းဥစ္စုံအလုံးစုံသောသတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍၎င်းဒုက္ခိတတ္တစေတသိကဒုက္ခနှင့်ပြည့်စုံကြသည်ဖြစ်၍၎င်းခေမိနောဘေးရန်ဝိပအေးမြရကုန်သည်ဝန္တုဘဝန္တုဖြစ်ကြပါစေသတ္တဝါတွေကိုတခွန်းတဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကို
ဘုန်းကြီးတို့ရှားခေါ်သဗ္ဗသင်္ဃာကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာကမေတ္တာပို့ခြင်းရင်အားလုံးသတ္တဝါတွေသက်ကုန်တည်းမြတ်စွာချပြီးတော့ရုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးသတ္တဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာကမေတ္တာဒါကတနည်း၎င်းနောက်ယေကေရှိပါဏဗုဒ္ဓတိတသာဝါသာဝရဝနဝသေတာအာလုံးကြားရတဲ့အာလုံးရွတ်နဲ့ရွတ်ကြဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေရှိပါဏဗုဒ္ဓတိတသာဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာအဲ့ဒီလိုပို့ရပါတယ်ဟိုးနောက်နာမှာသူရဲ့အဖျားသကရှိပါအဲ့ဒါကိုဘုန်းကြီးတို့သရဝနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုရပါစို့ခင်းတစ်မျိုးတည်းစားနေရတော့အာယုံကစိတ်မကျေနပ်ဘူးနှစ်မျိုးလောက်အာယုံကြောင်းခြင်းလို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးချက်ခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါနှစ်ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တသာဝါခြာဝရဝအနောအသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာလို့ပွားရဗမာလူပြောတော့တသာဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ပုထုရှင်သောတာပန်တဂရကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲဒီနှစ်ခုကိုကြောက်တတ်မကြောက်တတ်နှစ်ရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးရိပ်အေးကြပါစေဒီလိုပွားရပါတခါသူရဲ့တွဲပဲ့နောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့သတ္တဝါတွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအဆောက်အုံထဲမှာရှိနေတဲ့သတ္တဝါတွေဟာမြင်အပ်တဲ့သတ္တဝါဒီအဆောက်အုံရဲ့ပြင်ဘက်ကအရက်10မျက်နှာရှိတဲ့သတ္တဝါတွေဟာမမြင်အပ်တဲ့သတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရပ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲဒီလိုပွားရပါမယ်နောက်ကဒူတွေဝတ္တန်တိအဝိဒူတွေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါနှမျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အုံပြင်ဘက်ကအရက်10မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အုံအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုတ်ပြီးတော့ဝေးနေနီးနေနဲ့ထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့လောင်နာမှာဘုဒ္ဓဝါသမဝေတိဝါသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဘဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ပုထုဇဉ်သောတာပန်တဂရကအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုဌာနပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတယ်။ဒါကတတ္တဝါကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတ္တဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်။အဲဒီမှာဘုန်းကြီးတို့
Tatawa Saudawa Nawatila Digawa Yewa Mahanda Mehima Radaka Nuka Tula Ibali Gacha Chawama Oyido Nadawa Dongbong Zonru Ya on Nyam Kenya Digawa Shilia Kanago Adaboshi de Tatawa Nauna Rata Dupare Tule Kanagu Adaboshi de Tatawa Mezima Meshimatu Ale Allah Adaboshi de Tatawa She let Tatawa Suro Muidu Nagaduko To let Tatawa Suro Letu Meshimatu Suro Dijara Tatawa Tamu Chombi Shi to Allah Loya Kanda Tatawa Chana Kusi Nebasi Tiluboya Taga Naulade Mahanda Kanda Kujima de Tatawa Yahoo Abdulin Jiro Kanda Kujima de Tatawa Anuka Kanda Kudime de Tatawa Mizima Eri Majima Ale Allah Tatawa Loju Tapiro Jime Allah Loya Kanda Tatawa Chanda Kusi Nebasi Taga Naunara Mizima Radaka Anuka Tula Suda Tule Wade Kandagu Adaboshi de Tatawa Anuka Jonet Lide Pene Kandagu Adaboshi de Tatawa Mizima Masumachum Ale Allah Adaboshi de Tatawa Zube Lomu no Wade Lupene Lume Mawama Bay Ale Allah Dilu Lomu Eri Masuchum Allah Lonya Kanda Tatawa Chanda Kusi Nebasi Edu Boya A good young Metadriga Tapella Aboma Asi Aboa Chanda Ya Young Asi Aboa Ya Yulu de Meta Palilu Hita Digama Debaya Meta Lu Kore Asi Aboa Chanda Ya Young Ya Yulu da Meta Mizalu Tapella Aboma Asi Aboa Melus Kore Shaya Doka Yautang Malula Gulebe Ahi Dabanyana Debaya Meda Kore Eri Meda Bon Night Olu La Barobara Nico Beta Nadi Minyita Gantasi Nam Kansi Biaro Dana Bediga Pinya Zinya Minyata Doka Mesia Lado Shaya Doka Yautaba Yamle Teyauka Teyau Lili Lilu Limabogin Sasayi Assembly Lebe Libola Yen Kayandola Tibisin Duka Yau Tayau Lu Achin Leba Chinha Chin Duka Yau Jondia Tidia Kinya Bazi Lu Achin Leba Chin Kinshin Yabazi Tilu Boya Taga Nadi Minyita Gantasi Nam Kamsi Judia Kadawadi Sinya Duka Yaujong Pyodama Tiyauka Tiyago Achin Beijing Achin Veda Mabigino Sasanyi Assembly Achin Veda Vision Kayandoda Tibi Sinya Duka Yau Tayau Achin Beijing Lebe Sinya Duka Yaujong Asi Obame Tia Pilu Eri Tia Kimazi Achin Beijing Achin Genshin Yabazi Delu Meda Boya Yaro Dana Bediga Vinya Ninya Minyata Duka Messia Tadia Duka Yaujong Diaga Tiyauka Tiyau Siya Dagu Alushi Tiyaru Maluabu Guru Delu Mo Babu Bimiduga Buddha Yetado Tamiro Mulu He said, Meshirano, Kabaji the Kulum Chi Buddha Loyim Yado Akim the Pesa Sieta Bube, a Lucy the Kula Chanda Tayao, a Chinyan Senior Lujin Leve,
ဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအစည်းအပွားမဲ့ပယ်ရှားလိုတဲ့မေတ္တာ၃ပါးလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတနည်းကိုနှခေါက်လက်တွေ့ပွားကြည့်ရအောင်ရသက္ကုံတရီမြတ်စွာဘုရားအားလုံးလိုက်ဆိုကြရဗျာလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေကြောက်တမကြောက်တမြတ်ရများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေကြောက်တမကြောက်တမြတ်ရများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေမြင်အပ်မမြင်အပ်နှရများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေမြင်အပ်မမြင်အပ်နှရများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေဝိနေနီနေလက်ထွေများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေဝိနေနီနေလက်ထွေများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေရှိတုအလားသုံးရခန္ဓာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးရင်းအေးကြပါစေရှိတုအလား
လုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဤငယ်အလသုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဤငယ်အလသုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလသုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလသုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေအချင်းသေးချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောဒါမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7နည်းတနည်းကိုနှစ်ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတိရစ္ဆာန်ပြိတ္တာအတုရကဲအပေမိကိုငြိမ့်သက်နိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေကြီးဟူသောမိလေးပါးကိုဤမေတ္တာဘာဝနာနှစ်နည်းဖြင့်ငြိမ့်သက်၍ငြိမ့်အေးဒုက္ခစငြိမ့်အေးတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်းဤအားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါဘာလို့ဂရုဓမ္မအိဋ္ဌသီလစောင့်တရားခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်မြတ်တဲ့ကောင်းမှုကုသိုလ်ကံအယတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြီးနိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းလို့ချုပ်ရပြရငြိမ်းရတန်တရားဇတ်သိမ်းရနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာတော်ကူသောအကျင့်ပฏิပတ်လင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တံအပ်သောမဉဏ်လေးရတို့ဖြင့်အရဟတဖို့ပေါ့ကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်သတည်းအရဟတဖို့ပေါ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝပရိနိဗ္ဗာန်သုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝသုံးပါးဘုံသုံးပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှဖြခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစာတရားတို့တပံအသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုယ်စီဆံရပါစေကုန်သတည်း
အနုပါဒပရိနိဗ္ဗာန်ကိုယ်စီရှံရသဖြင့်ကာမဝကိလေသာဝဝိပါကဝတိဟုသောဝဒုက္ခခန္တိသံဃာမိကြောင့်မိစယံကြီးအပိတိုင်ငြိမ်းကြပါစေကုန်သတည်း